အားလုံးပဲမင်္ဂလာပါတဲရော့ပိုင်းချီကကြိုးဆိုပါရယ်ဒီနေ့လုပ်ပေးမယ့် reading လေးကတော့ကိုယ့်ဘဝတွေကိုဝင်လာမယ့်ကံကောင်းခြင်း၃ခုပေါ့နော် three blessings coming into your life အဲ့တော့ဒီထဲကပိုင်းလေးနှစ်ခုတွေဟာကိုကြိုက်တဲ့ပိုင်းလေးတစ်ခုကိုရွေးပြီးတော့ဆက်ပြီးတော့ကြည့်ပေးပါပေါ့နော်ကိုအတွက်ပဲ private reading လုပ်ချင်လို့ရှိရင်ကြည့်ဦးဒီ TikTok ဒါမှမဟုတ်ရင် Messenger မှာလာပြီးတော့မေးလာနိုင်တယ်YouTube မှာ subscribe မလုပ်ရသေးဘူးဆိုရင်လည်း YouTube ကို subscribe လုပ်ပြီးတော့အဲ့မှာ video လေးတွေတင်တာလည်းသွားပြီးတော့ကြည့်နိုင်ပါတယ်ပေါ့နော်။ပိုင်ဝမ်းလေးတွေမင်္ဂလာပါကိုယ့်ဘဝတွေကိုဝင်လာမယ့်ကံကောင်းခြင်း၃ခုပေါ့နော် What blessings coming into your life 3 blessings အဲ့ဒါလေးတွေကိုတူတူကြည့်ရအောင်။ဒီထဲမှာငွေနဲ့ပတ်သက်ပြီးတော့ကတ်တွေကြတယ်ပေါ့နော်။အဲ့တော့ဒီပိုင်ဝမ်းသမားလေးတွေပေါ့နော်ကိုကအဲ့လိုမျိုးကြောင်းတစ်ဖက်တက်ရင်းနဲ့အလုပ်ရှာနေတဲ့သူတွေဆိုလို့ရှိရင်အလုပ်ကမကြခင်မှာရတတ်တယ်ပေါ့နော်နောက်အဲ့လိုမျိုး၅ဘတ်အတွင်းပေါ့နော်အဲ့တော့ဒီတစ်လအတွင်းတစ်လကျော်လောက်အတွင်းမှာအလုပ်တွေပါညာရလာနိုင်တယ်ကိုယ့်အတွက် offer တွေပါညာရလာနိုင်တယ်ပေါ့နော်ဒါပေမဲ့ရတဲ့အလုပ်ကတော့ကိုအရင်လုပ်ချင်ပြီးတော့ကိုအရင်စိတ်ဝင်စားနေတဲ့အလုပ်တော့ဟုတ်မှာတော့မဟုတ်တော့ဘူးကွာတိလားဒါပေမဲ့ဒီဖိုင်ဝမ်းလေးတွေကတော့ငွေကြေးတော့ပြန်စုမိလိမ့်မယ်ကွာငွေကြေးတွေအဲ့လိုမျိုးအရန်ကုန်ကြထားတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ပြန်ပြီးတော့ကိုယ့်အတွက်အလုပ်အကိုင်အခွင့်အလမ်းလေးရလာမှာမလို့ပတ်စံပြန်ပြီးတော့စုမိတာလေးကိုတွေ့ရမယ်ပြီးရင်ဒီထဲမှာပိုင်ဝမ်းလေးတွေကလေကိုကဒီမှာတင်တန်းတစ်ခုခုတက်ချင်တာတော့၎င်းကျောင်းတစ်ခုခုတက်ချင်တာတော့၎င်းအဲ့လိုမျိုးရေမှန်းချက်ရှိတဲ့ပိုင်ဝမ်းလေးတွေဆိုလို့ရှိရင်အဲ့ဒီမှန်ချက်ကပြေဝလာနိုင်တယ်ကွာကိုကိုထောက်ပံ့ပေးမဲ့သူပေါ်လာလိုက်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုကဒီ scholarship တွေပါညာရပြီးတော့ကျောင်းတွေပါညာထပ်ပြီးတော့တက်ကြတာပညာတွေထပ်ပြီးတော့သင်ရတာအဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီထဲမှာပိုင်ဝမ်းလေးတွေကလေမိသားစုနဲ့ဝေးကွာပြီးတော့ဝေးတနေရာကိုရောက်နေတဲ့သူဆိုလို့ရှိရင်ကွာကိုဘွားတဲ့ကိုဒီအချစ်ရေးလဲဝင်လာဖို့ရှိတယ်ပေါ့နော်ရေမြေချားလူဖြစ်လိုက်မယ်ကိုနဲ့အဲ့လိုမျိုးလူမျိုးချားပေါ့နော်လူမျိုးမတူတဲ့သူဖြစ်ဖို့များတယ်ကိုဘွားတွေကိုဒီအချစ်ရေးတစ်ခုဝင်လာဖို့ရှိလိုက်မယ်အဲ့တော့ဒီပိုင်ဝမ်းလေးတွေအတွက်ကိုဘွားတွေမှာဘာကံကောင်းခြင်းတွေထပ်ပြီးတော့ဝင်လာအောင်မလဲဆိုလို့ရှိရင်မိသားစုနဲ့ဝေးကွာနေရတဲ့သူတွေဆိုလို့ရှိရင်မိသားစုနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ရမယ်ပေါ့နော်တိတ်မကြဘူးဒီ10လပိုင်းလောက်မှာပေါ့နော်ကိုမိသားစုနဲ့ပြန်ပြီးတော့တွေ့ရတာအဲ့လိုမျိုးရှိတယ်ဒီ10လပိုင်းမတိုင်ခင်မှာလည်းဖြစ်နိုင်တယ်ကွာ9လပိုင်း10လပိုင်းလောက်မှာမိသားစုနဲ့ပြန်ပြီးတော့တွေ့လာနိုင်တာရှိတယ်ပြီးတော့ဒီပိုင်ဝမ်းလေးတွေမှာကိုဘွားတွေမှာဘာကံကောင်းခြင်းတွေဝင်လာအောင်မလဲဆိုရင်တော့ဒီကိုစိတ်ကပို့ပြီးတော့အရင်အထက်စိတ်အားပို့ထက်သန်မယ်ကွာကိုလှုပ်ချင်တဲ့အရာတွေကိုကို motivation ရှိနဲ့ပို့ပြီးတော့လုပ်ကင်နေတာမျိုးကိုတွေ့ရတယ်အဲ့တော့ဒီပိုင်ဝမ်းသမားလေးတွေကကိုဖြစ်ချင်တဲ့လမ်းကိုကိုရဲရဲဝံ့ဝံ့နဲ့ဆက်ရှောက်နေတာကိုတွေ့ရတယ်အဲ့တော့အကုန်ခြုံပြောရမယ်ဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေအတွက်ကအလုပ်ကင်လေးတွေရလာတတ်တယ် scholarship လေးတွေရလာတတ်တယ်မိသားစုနဲ့ဝေးကွာနေတဲ့သူဆိုလို့ရှိရင်မိသားစုနဲ့10လပိုင်းမှာပြန်လဲဆုံတွေ့ရနိုင်တယ်ပေါ့နော်ကိုဘွားတွေမှာလည်းကိုကိုနားလည်ပြီးမဲ့သူတီးခံပြီးမဲ့သူအဲ့လိုမျိုးအချစ်ရေးတစ်ခုကိုလည်းဝင်လာဖို့ရှိတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်ဝမ်းလေးတွေစစရာကံကောင်းပါစေနော်ကိုအတွက်ပဲ private reading လုပ်ချင်ရင်ချီကိုဒီ TikTok ဒါမှမဟုတ် Messenger မှာလာပြီးတော့ဆက်သွယ်မေးမြန်းလာနိုင်တယ် YouTube ကို subscribe မလုပ်ရသေးရင်လည်း YouTube မှာ subscribe လုပ်ပြီးတော့ဗီဒီယိုလေးတွေတွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ပိုင်ဝမ်းလေးတွေနောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်ဆောင်ကြမယ်နော်ဖိုင်ထူးလေးတွေမင်္ဂလာပါဖိုင်ထူးလေးတွေအတွက်ကိုဘွားတွေကိုဘာ blessing လေးတွေဝင်လာမလဲဘာကံကောင်းခြင်းတွေဝင်လာမလဲဆိုတာကိုတူတူကြည့်လိုက်ရအောင် okay ဒီထဲမှာဖိုင်ထူးလေးတွေထဲမှာပေါ့နော်တချို့ကဒီကိုယ့်ရဲ့ဒီအိမ်မှာမဟုတ်ဘဲနဲ့တခြားအဝေးတနေရာမှာနေရတဲ့သူများလိုက်မယ်ကွာတိလားပြီးလို့ရှိရင်ကိုအရင်တော့အဲ့လိုမျိုးစိတ်မွန်းချက်တဲ့အရာတွေရှိမယ်ကိုမှမပျော်ရှင်တဲ့အရာတွေရှိမယ်အဲ့လိုမျိုးအဓိကကွာအဲ့လိုမျိုးဒီ feeling stuck ဖြစ်တာကွာဘာဆက်လုပ်ရမလဲမသိဘူးဘာဘလို့လုပ်ရင်ကောင်းမလဲအဲ့လိုမျိုးဖြစ်နေတဲ့သူတွေအတွက်ပေါ့နော်လမ်းကြောင်းတစ်ခုပေါ်လာလိုက်မယ်လမ်းပြောင်းနေတဲ့သူဆိုလို့ရှိရင်လမ်းကြောင်းတစ်ခုပေါ်လာတာကိုတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီဖိုက်တူးလေးတွေအတွက်နောက်ထပ် blessing ကဘာလဲဆိုတော့ကိုယ့်ဘဝထဲမှာ mentor တယောက်ပေါ်လာလိမ့်မယ်ကွာတိလားကိုယ့်ရဲ့ဒီအခက်အခဲတွေကို तू ကလမ်းညွှန်ပြတာပေးမယ်
ပြီးရင်ကိုကိုညီပေးမဲ့အကြီးအကဲအဲ့လိုမျိုးပေါ်လာတာကိုတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီပိုက်တူးလေးတွေထဲမှာနောက်ထပ် blessing ကဘာရှိလဲဆိုတော့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ချင်းချိန်ပြီးတော့ကိုပို့သုံးတက်လိုက်မယ်ကွာသိလားဒီထဲမှာပိုက်တူးလေးတွေထဲမှာနည်းနည်းငွေကျက်နေတဲ့သူလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုဟာဘာလို့ဟာမလဲဆိုတော့ငွေကြေးအဆင်ပြေအောင်လို့အဋိဌာန်လေးဘာလေးတွေဝင်မှာပေါ့နော်ဗုဒ္ဓဘာသာဆိုလို့ရှိရင်ကွာငွေကြေးအဆင်ပြေအောင်လို့အဋိဌာန်လေးတွေဝင်အဲ့လိုမျိုးလေးလုပ်ပေါ့နော်ဘလို့အဋိဌာန်လေးလုံးဝင်ကောင်းမလဲငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းချီကို private reading လာမေးလို့ရတယ်ပေါ့နော်ပြီးရင်ဒီတချို့ပိုက်တူးလေးတွေမှာဘာ blessing ရှိလဲဆိုတော့တခြားတနေရာကိုပြောင်းရွှေ့ရနိုင်တယ်ပေါ့နော်ဒီလားနိုင်ငံတစ်ခုပြောင်းရွှေ့ရနိုင်တယ်ကိုကအဲ့နိုင်ငံမှာအရန်စိတ်မွန်းချက်နေတယ်ဘာညာအဲ့လိုမျိုးအကုန်လုံးကိုထားခဲ့ပြီးတော့အဝေးတနေရာကိုထွက်သွားခြင်းနဲ့ပိုက်တူးလေးတွေပေါ့နော်ဖြစ်လာလိုက်မယ်လှုပ်ဖြစ်လိုက်မယ်ကို့အတွက်လမ်းပြပေးမယ်အဲ့လိုမျိုးအကြီးအကဲတယောက်လည်းပေါ်လာတာမျိုးတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီထဲမှာဘာ blessing တစ်ခုရှိသေးလဲဆိုရင်ပိုက်တူးလေးတွေကလေကိုဘာလိုချင်လဲဆိုတာပိုသိလာလိုက်မယ် healing power ပိုကောင်းလာလိုက်မယ်အဲ့လိုမျိုးသူများတွေကိုလည်းကိုကအကြံပေးတယ်အဲ့လိုမျိုးအလုပ်တွေပါညာ consultant ပါညာအဲ့လိုမျိုးတွေပို့ပြီးတော့လုပ်ဖြစ်လိုက်မယ်ကွာသိလားကိုကမထင်ထားပဲနဲ့အဲ့လိုမျိုးကိုကတာမထင်ထားကွာကိုပြောလိုက်တဲ့စကားသူများအတွက်အားဖြစ်စေတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့တော့အများကိုကူညီပြီးတော့အဲ့လိုမျိုး energy လေးကဖိုက်တူးလေးတွေမှာရှိရပေါ့နော်ကိုကသူများကိုအားပေးနိုင်တာပါညာအဲ့လိုမျိုးလေးရှိတယ်သူများကိုအားပေးရုံနေတာမကဘူးဖိုက်တူးလေးကိုလည်းအားပေးပါပေါ့နော်အဲ့တော့ကို့အတွက် blessing လေးကတော့ဒီကို့ဘွားထဲမှာကို့ကိုလမ်းပြပေးမဲ့သူအကြီးအကဲတယောက်ဝင်လာလိုက်မယ်အဲ့အကြီးအကဲတယောက်အကူညီနဲ့ကို့ဒီစိတ်တွေမွန်းချက်နေရပါညာဆိုရင်ဖိုက်တူးလေးတွေကအဆင်ပြေသွားတာကိုတွေ့ရပေါ့နော်ပြီးရင်နေရာထိုင်ခင်းအပြောင်းလဲရှိနိုင်တယ်နောက်တဲ့နေရာတစ်ခုကိုပြောင်းလဲရတာမျိုးရှိနိုင်တယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေကျက်နေသေးတယ်ဆိုလို့ရှိရင်ပိုက်တူးလေးတွေဒိတ်ထန်ဝင်မှာပေါ့နော်အဲ့တော့ပိုက်တူးလေးတွေအတွက်ရှိတာဒီလောက်ပါပဲပေါ့နော်အဲ့တော့ကိုယ့်အတွက်ပဲ private reading လုပ်ခြင်းရင်ချီကိုဒီ TikTok ဒါမှမဟုတ်ရင် Messenger မှာလာမေးလာနိုင်တယ်ပေါ့နော်YouTube ကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင် YouTube မှာ subscribe လုပ်ပြီးတော့တခြားဗီဒီယိုလေးတွေတွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဖိုက်တူးလေးတွေနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့မယ်နော်